Hello guys ကျွန်တော်ရဲ့ Hacker War Season 2 Episode 3လေးကနေအားလုံးကိုပြန်လဲကြော်ဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာဆိုကျွန်တော်ကတော့ farm လုပ်အောင်မှာဖြစ်ပါကျွန်တော် farm ကိုကြီးလုပ်အောင်မှာပဲကြီးလုပ်အောင်မယ်ပေါ့နော်အခုလို့ဆိုမှကျွန်တော်မှာဘာပစ္စည်းမှမရှိသေးပါဆိုတော့ကြီးကြရမှာပစ္စည်းလေးရှိမယ်ဆိုတော့မရှိပါဘူးဘာမှမရှိဘူးနော်ဒီမှာတက်တာလေးရှိရရှိတယ်နည်းလေးပဲရှိရဆိုတော့ဒီပြင်တစ်ခုရမှာပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာဒီမေခုတ်တာဘယ်လိုလဲပဲတွားရမှာပေါ့နော်ဘယ်လိုလဲတွားရမယ်အဲ့တော့ကျွန်တော်ဗီဒီယိုနဲ့လေးတိုးရမှာကြောက်ပါနော်အဲ့ကြောင့်မဘယ်လိုလဲအခုလို့ဆိုမှကျွန်တော်ရဲ့ family ကိုလာနေပါတယ်ကျွန်တော် berry လေးလေးလာပါ okay လေးစနခုတော့ရတယ်ပါနော်ကျွန်တော်ဒီ result ဖတ်ဖြုတ်လိုက်အောင်တော့ shader ထည့်တာပဲအခုကျွန်တော် shader နဲ့မစော့ဘူးနော်အခုလို့ဆိုshader ဆိုတော့တိတ်မစော့တော့ဘူးနော် no let's see graphics okay ဘယ်နဲ့မတော်တပိတ်တဲ့ခေါ်တော့မှာဒီတော့ကျွန်တော်မှာ x မှမရှိတာ no way need some xကျွန်တော်ဒီဥစ္စာလေးနဲ့ပြောင်းလိုက်အောင်တွေးလိုက် okay ပြီ okay တော့ okay နှစ်ခုလောက်ဆိုကတိပဲနော်ဘနော် let's go ကျွန်တော်တွေးခဲ့တဲ့ key view ကြောင့်ပြင်သွားမှာနော်အရင်တော့ကျွန်တော် prime ကြီးလောက်ရမှာမယ် prime လောက်မှာကျွန်တော်တွေးခဲ့တဲ့ key view တော့ကျွန်တော်ရဲ့ from မော်တပင်ပဲမှာတခုမဲဆိုတော့ကျွန်တော် support ညမှာတခု support ညကျွန်တော်နည်းနည်းတော့မေးပါလားနည်းနည်းတော့ဝေးတယ်စအော်ဒီမှာပေါ့ yes ဒီညာပဲထဲမှာကျွန်တော်မွေရတယ်ထဲတယ်ရှိတာထဲပြီးဆော့လို့ရတယ်ရှိတာထဲမှာတို့ချက်ထဲရှိတာโอเคတော့ခြေတာထဲမယ် wait တာထဲကျကြည့်ရတိတ်မကောင်းဘူးနော်သိရှိလားဆိုပြီးလုံးဝမလောက်ပါဘူးဘယ်လိုမျိုးထဲကြည့်ပါနော်ထဲကြည့်လုံးဝမလောက်ဒါ FPS 30လောက်ပဲရအဲ့ဒါဆိုကျွန်တော်ဒါဗီဒီယိုမြင်ကြ FPS 100ထိရောက်ရမှာနော်တော့ဗီဒီယိုရရင်လို့ပါနောက်ကွန်ပျူတာအဲ့လောက်လည်းမကောင်းဘူးအမေဆော်လို့ရမှာဆော်လို့ကောင်းတယ်ဂိမ်းနေမယ်ဆော်လို့ရတယ်ဒါထုတ်ပါလိုက်အောင်โอเคတစ်ပင်ပဲနားမှာတခုံကောင်းမှာအော်ကျွန်တော်စိတ်လေးနဲ့တက်ပါဟိုနားမှာဗျရโอ้ตีจ้ะโอเคโอเคသွားမယ်โอ้ကျော် village တွေ့ပါပြီ I find village yes ကြည့်ကြရအောင်ကြည့်ကြ village hello villager hello bro I am calling ကျွန် chance ကြည့် oh ကျွန်ဒါယူရမယ်ကျွန်ရှာခဲ့တယ်တော့ I don't know လုံးမရမှာကျွန်ယူရမယ် chance လည်းမရှိဘူးအော်ဒါပဲရှိလား no way တော့မင်းပြေးပါမင်းအင်ဂျီဆုပ်လို့ပြေးပါပတ်လက်ရှိရပဲအေးရတယ်ရှိရယူအောင်အကိုယူပါအေးအဲ့နဲ့ခုစရပါပြီအဲ့ရမလို့ကျွန်တော်ငါးမွေးရှင်မဟုတ်ကြောင်မွေးရှင်တယ်မကျွန်တော်ငါးမှမရှိရ
ဒီတော့တပည့်ခေါ်လိုက်ကြအောင် let's go အဲ့လိုကိုင်းကျွန်တော်ခုလို့ဆိုမှကျွန်တော်ကတော့ရခဲ့ပါပြီ။မှကျွန်တော် one step ရပါတယ် one step ဆိုကျွန်တော်လောက်ပြီလို့ထင်တာပေါ့နော်အားကြောင့်ကျွန်တော်လည်းထပ်တမ်းလို့နေတော့ရင်းလို့ဒါလေးနဲ့ယူအောင်ကျွန်တော်အိမ်မှာလိုတယ်ဗျအဲ့လိုမကောင်းတော့တရားလေးကိုတော့ရတယ်အော်ကျွန်တော်ခုလို့ဆိုမိုးချုံနေပါပြီအိတ်လက်ကြအာ no မမအဲ့ဒီအော်ဒီနေ့ကျွန်တော်မရတယ်လောတောင်းချီတော့ပါမโอเคမနက်မူလေးပါပြီအိမ်ပြန်ကြရအောင်အိမ်ပြန်ကြီးကျွန်တော်အိုင်ရွန်ရှာမယ်နော်ဟုတ်တော့ဘယ်လိုကျွန်တော်ပြောတာနော်ဟိုကျွန်တော်တို့ခေပြီးတော့မှအိုင်ရွန်ရှာကြရThat's all. Okay, guys. Where's cave? Cave, my cave. Not cave. No, talk. Okay. ကျွန်တော်အဲ့တော့ကျွန်တော်မှတ်မိတော့ဒီညမှာပဲကျွန်တော်အဲ့ဟုတ် Yes. Oh, ဒါကျွန်တော်ဟို cave မဟုတ်ကျွန်တော် cave တော့ကျွန်တော်တွားရှင်ကျွန်တော် cave မဟုတ်တော့ကျွန်တော်တွားရှင်နည်းကြောက်တော့ဒီတော့ဒီမှာNo, dale, mo. Huna, phiêu, hốt, homa. Huna lòng. Mà cho nó nhẹ tùy. Mà cho nó tê cô cả. Đi mà cho nó ê mà nó. Xìu à. No, bên mà lạ. Man ထားလိုက်ပါလားရေတော့ကျွန်တော်ဖမ်းမိတဲ့စာအုပ်ကြရအောင် Hello ကျွန်တော် I'm back now ကျွန်တော် family ပြီးပါပြီတော့ကြည့်ကြရအောင်ကျွန်တော် farm မှာကျွန်တော် time lapse လုပ်ရမှာ time lapse က error ဖြစ်ပါဘူးနော်အားကြောင့်ကျွန်တော်လည်းမပြလိုက်ရပါဘူးဆိုဒီမှာကျွန်တော်လွတ်လာတော့ကျွန်တော်ပြတော့မယ်တော့ကြည့်ကြရအောင်ဒီမှာokay ဒီထဲမှာကျတော့ဒါစပါးလေးစိုက်ရမယ်ပြီးဒီဘက်ကျတော့ပိုလေးတိုးလေးရှိမယ်တော့ကြီးနေတယ်ထုတ်လိုက်အောင်ပါ Okay 22ခုရဆိုပြဆိုင်တော့ပေါ့နော်မျိုးပွားတယ်ဟုတ်လား Okay 15ခုတော့ရပါတယ် let's go အဲ့ဒီမှာကျွန်တော်မပါစပါးလေးနှုတ်ကြရအောင် Come on ဒီ
ကျွန်တော်ခုရချင်းတော့ကျွန်တော်ခုရ1000 1 step ဟိုစမီတန်ကြားရခဏစားနော်ထားလိုက်ပါတော့ဆိုအော်တော့အစီရ2 step တော့ရပါတယ်ဒီတော့ကျွန်တော် size ရပင်လေးအဲ့ဒါ size ရအောင်ဒီနားမှာကျွန်တော်ရဲ့ဟို carrot လေးဆိုင် carrot တော့ဘူးပဲရှိ carrot ဟိုဘယ်တဲ့ကုန်လဲဒီတော့ပြီးပါပြီခင်ဗျာကျွန်တော်ရဲ့ဒီ cave လက်မဟုတ် cave မဟုတ်ပါ farm လေးလက်ကြည့်ကြရအောင်အမှဆိုရင်တော့ကျွန်တော်ဘေးနားမှာသပင်လေးရှိမယ်ဆက်လာပြပါတယ်ပြီးပြီဆိုရင်ကျွန်တော် stone နဲ့ဒီရုပ်စာနဲ့ပေါ့နော်ကျွန်တော်အဲ့ကိုကျွန်တော်ပေါင်းပြီးထည့်ထားပါတယ်အဲ့ဒါမှတို့ကြည့်အဲ့ဒါမှကျွန်တော်ကြည့်တာနည်းနည်းလှတယ်ပေါ့နော်အဲ့ဆိုကြည့်ရအဲ့တစ်တာကြီးပဲဆိုတိတ်စင်ပြေပေါ့နော်ကြည့်တာနည်းနည်းပြတိတ်မကောင်းလို့ပေါ့နော်အကြောင်းမတုံးပါဘူးကျွန်တော် cave တွေမှာကျွန်တော် design လေးလုပ်ရမှာပေါ့နော်အပေးဆိုကျွန်တော်ဒီမှာကျွန်တော်ပြီးတော့ကျွန်တော် video ရိုက်ရပါတော့ video ရိုက်ပြီးတော့ကျွန်တော်အေး iron မပါဘူးကျွန်တော် keep တွေပြန်သွားမှာပေါ့နော်ပြန်သွားရှိမှာကျွန်တော် video ရိုက်တာဒါပေမဲ့ကျွန်တော်အတန်မပါဘူးဗျာအဲ့ဒါကြောင့်ကျွန်တော်လည်း video မတင်လိုက်ရပါဘူးအဲ့ဆိုလည်းကျွန်တော် video မတင်လိုက်ရပါအဲ့ဒါကြောင့် sorry ပါလို့အဲ့ဒါကြောင့်ကျွန်တော်ဒါတွေတော်ပြီခဲ့ပါတော့ဒီမှာကျွန်တော်ပြန်ဆိုင်လာပါတယ်ကျွန်တော်အိမ်မှာအဲ့ဒါပဲဆိုင်မကျွန်တော် golden apple တွေ့တယ်ပြီးရင် iron 30နဲ့အခု30တွေ့ပါတယ်ဆိုတော့ဒီမှာကျွန်တော်အမပါဒီနားလေးမှာမသိဟုတ်လားဒီနားမှာကျွန်တော် cave တူတာတိတ်တော့ဘာမှတော့မရှိပါဘူးမကြည့်တော့ကြည့်ရပါနော်ဟိုကျွန်တော် cave design လုပ်ကြရအောင် okay ဆိုတော့ကျွန်တော်တက်ကူရမှာကျွန်တော်မဘာတစ်ပြမှမရှိဘူးပေါ့နော်ပြီးတော့အခုကကျွန်တော်ညမိုးလဲချောရမှာဆိုကျွန်တော်ပြန်သွားလို့မရတော့လို့ထင်တယ်အဲ့ကျွန်တော်ဒီဘေးကတစ်ပိနေမှာကျွန်တော်ခေါ်လိုက်ကြရအောင်မင်းကြမ်းမကျွန်တော်ပြန်သွားမှာကျွန်တော်မိုးချောနေပြီးတော့ကျွန်တော်တဲ့ကြရအောင်အော်ကျွန်တော်ပြကျွန်တော်ဒီ mod တွေထည့်လာပါတယ်ဒီ texture pack လေးဒီ resort pack လေးပဲနော်မမီလိုက်ကြတဲ့ခါကျရင်မီလိုက်ရဲ့ကျုပ်ဘေးနားမှာလေးနေတာမီလေးအဲ့တော့မိုက်ရအော် resort pack ဒီစားဗျာအော်ဒီမှာကျမပေါ်ဘူးဗျကျွန်တော်ကမပေါ်ဘူးလား mod ဖြစ်တော့ပေါ်အဲ့ဒါလည်းရမိုက်တော့အရင်ကြရတယ်အော်တက်လို့မရ okayအေးကြရသမနဲ့မိုးလေးပါပြီနော်30ပဲရတယ်မလုံလောက်ဘူးနော်30နဲ့ပါလောက်ရမှာလေဝဲအပန်ထဲရလဲ30မစနေတော့အောင်ရှိရမယ်အဲ့တော့ကျွန်တော်မလို့ရဗျာကျွန်တော်တပိတခိုးကြရ let's go guys ကျွန်တော်မှာ iron pick ရမရှိရနော်အကျ stone pick နဲ့ခုလာလို့stone pick နဲ့ခုလာလို့ပါကြအော်တော့ပစီလေးနဲ့ပြေးပြီးတော့ထဲကြရပြောကြဒီဥစ္စာပေါ့နော်ရွာခိုးခဲ့ဗီဒီယိုမှာပါလာမသိဘူးအဲ့ပါလာဗီဒီယိုအတမ်းမပါဘူးနော်ကျွန်တော်ခေပြန်သွားပြေတော့နှချောတေးတော့ဘူးနော်အမကျွန်တော်မှာ game sense ရှိတယ်ဗျနော်ကျန်တယ်ကြီးဆိုတာအိုးကျုပ်တမ်း let's go တော့ village တဲ့တွားကြရအောင်အမကျွန်တော် iron
iron from လို့ကြာရ iron from ဆိုတော့ရော iron from လို့ရှင်တခါလို့လို့ဟောကျွန်တော်ကနီးနီးလေးပဲလမ်းလျှောက်သွားရ hello villager ဘယ်ကျွန်တော် FPS ကိုကြည့်ရဒါကျွန်တော် optify တော့ရင်ကျွန်တော်မရပါတော့ကျွန်တော် fabric တော့ fabric ပြီးတော့ sodium mod ထဲ fabric တယ် sodium mod တုံးတာပါနော် sodium mod မှားလို့ sodium mod တော့အရင်ကောင်းတယ်နော်ဒီကောင်တစ်ခါရိုက်ပြီးတော့ဒီကောင်ကျွန်တော်လိုက်ကြရပါတော့တစ်ခါသွားတော့sodium mod တော့အော်မှကျွန်တော် sodium mod ပဲတုံးရမယ် optify နဲ့ optify ကကျွန်တော် zoom လေးပါရှယ်လို့ရတယ်မဲ့ sodium mod ပို့ကြရတယ် optify တော့ကျွန်တော်လည်းပြောရမယ်တိတ်မကောင်းဆိုတာကျွန်တော်ရဲ့ FPS ကရိုးပဲရှိ60ပဲ60အများဆုံးက90ပေါ့နော်မင်းတို့ optify မဟုတ် sodium တုံးတဲ့ခါကျတော့ရန်ကောင်းနော် optify တုံးရင် FPS က never that original lab okay yeah right okay ကျွန်တော်တစ်ပိတ်ခေါ်တာရောပြောတော့time lapse နဲ့ကြည့်အမကြည့်တော့ပါနဲ့တော့ပြီး time lapse ကလာမှာဗျာနော် keep design တော့ time lapse နဲ့လုပ်မှာပေါ့နော်ဘယ်တော့ကြည့်ရအောင်မကြည့်လိုက်Hello guys ကျွန်တော်တပင် follow ပြီးပါပြီကျွန်တော်1 star နဲ့53ရပါတယ်ပြောဒီတကားကျွန်တော်လို့လာပါနော်ကျွန်တော်မထားပါတော့ကျွန်တော်အမှတ်တလို့လာပါမှတ်မိတော့မှကျွန်တော်ယူပါ Yes let's go ကျွန်တော်ဒီမီးလိုက်လေးပါနည်းနည်းယူအောင်ကျွန်တော်အလုပ်ဖြစ်ပါကျွန်တော် iron 30မိနစ်ဟိုမှာအရင်တုံးဝင်ပါလေကျွန်တော်အိမ်ပေးရမှပြတွေ့လို့မနော်ဘူးလေးHow many will you call you back?
ဟယ်လိုအားလုံးပဲကျွန်တော်အိမ်ပေးရောက်ပါပြီခုနကမှကျွန်တော်လမ်းမှာပြားအောင်နေသေးဘူးပေါ့နော်အမှကျွန်တော်ပြားလေးပဲရတယ်ဟန်နီခုံးမှရခဲ့ရပါနော်ရမိုက်3ခုလောက်ရတယ်နော်မနေဘူးက3ခုလောက်ဟန်နီခုံးကြောက်ပါလို့လူရကြည့်ကြရဟန်နီခုံးဟန်နီခုံးဘလော့လုပ်လို့ရမယ်မို့လို့ရHallelujah. The Bible. Flower. Oh, I don't know. Bible đi không? Tôi nói anh đây cho nó luôn là chị. Let's go. Nên cho nó sau đó là vừa time lapse thì là chị là chị ạ. Nó.
guys bro ခုန time lapse လေးမှာတွေ့လိုက်တယ်ပေါ့နော်အဲ့ကျွန်တော်အသေးသေးလေးပြပါမယ်ကျွန်တော်ဆလာနဲ့အထဲထဲဝင်လာနေကျွန်တော်ရဲ့ဒီမှာကျွန်တော်ပင်လေးတွေ့မယ်ပြီးကျွန်တော်နည်းဆော့ဝင်လာနဲ့1 2 3 7ဝင်လာနေ bro ကျွန်တော် decoration လောက်တာလည်း keep လို့တွေ့မယ်အဲ့တော့ net lag နေမှာခန်းစားအဲ့လို okay ရပြီခါကျရင်အေး OBS ကအဲ့လိုပဲပေါ့နော်ခါကျလည်းလောက်ပါပြီးကျွန်တော် FPL ပြအများကြီးပြင်ရထားလိုက်ပါတော့ကျွန်တော် design မှာ keep လောက်တာလေဒီတော်လေးနဲ့နောက်ရပေးနာတပိတ်ခိုးတာပေါ့နော်ပြီးတော့ထဲဝလာမယ်ဆိုရင်ဒီမှာကျွန်တော်တကားလေးရှိမယ်ပြီးပြထားမယ် yes ပြီး bro upload time lapse လေးတခြားကြည့်လိုက်လို့ကျတော့ကျွန်တော်ရဲ့လှုပ်ဘောကောင်တွေ့လိမ့်မယ်နော်ပမားတို့ထည့် yes ကြပြမှာဟာကြပြမှာဒီမှာပါ yes ဘယ်ချဝလာနေငါဘယ်တော့မကြည့်ဝင်ပြီးပြန်ထွက်လို့မရအောင်ဒီပြန်ထွက်ရပါစားဘယ်တော့မှ shift နှိပ်ပြီးတော့ပြန်ထွက်လို့ရအဲ့ဒါမသိလို့ကြာဘယ်တော့ပြန်ထွက်လို့မရပါဘူးဖုန်းလည်းမရဘူးတီးတော့shift နှိပ်ရမယ်ပြီးရပါပြီဆိုအဲ့လောက်ပါပဲပြီးရင်ဘယ်လိုလဲခုနလေးမှာဘယ်လိုကျွန်တော်တို့ဒီမှာချောင်းကြည့်လို့ရညာရှိမယ်ပုံနေလို့ရပါဆိုမီလာရင်တော့ yeah ဆိုမီလာဘယ်လိုပုံနေလို့ရတယ်ဘယ်ချောင်းကြည့်ရ yes လောက်ပါပဲအမဒီမှာတို့တကားတွေ့ရမှာတကားတွေ့အေးစေးဖွင့်လိုက်ရအောင်နောက်နေ့ကြိုက်တော့ပြင်ရပြီနားလေးမှာကျွန်တော်လှုပ်ခက်လေးနဲ့တူအောင်လုပ်လာโอเคအပြည့်ဒီနားမရှိရဗျာဒီနားမှာတော့အဲ့ဒီစားလာကြည့်လိုက်တကားလို့ပဲဗျာဒါပေမဲ့တော့တကားမဟုတ်ပါဘူးဘယ်မှာကြည့်တကားလို့ပဲဖွင့်လိုက်ရှင်မှာတကားမဟုတ်ဘဲနဲ့ trap door ဖြစ်နေပါလေ yes trap door ကျွန်တော် OBS ကကွာကျွန်တော်အဲ့ဒါပဲတုံးရမယ်ဥစ္စာ OBS ကလက်တယ်ဗျာနော်ကွန်နာမလို့အဲ့ OBS ကလက်နေဗျာဟုတ်လားကျွန်တော်ကြီးအေးဆေးပဲဆောက်လို့ရမှာအဲ့ကျွန်တော် video record မလုပ်ရင်တော့ तू က FPS 300လောက်ရမယ် OBS 300ပါမယ်နော်100လောက်ပဲရတယ်ဘယ်ထွက်မယ်ဝင်မယ်ဆိုလို့တကားချက်ဖွင့်မယ်လက်ပြန်ပြီအဲ့လိုပဲကျွန်တော် stain ချမလုပ်ရတယ်ဗျာကျွန်တော်ဒီတိုင်းပဲလက်ရှိနာဗျာ stain ချလို့မရဘူးအဲ့ဒါ stain ချမလို့ရင်ကျွန်တော်လက်နေမှာအမြဲတမ်းအမို့နောက်ပြီးဆိုကြကျွန်တော် stain ချချိန်ပြီးလာမယ်ပေါ့နော်ပြီးတော့ပြောင်းတကားဖွင့်မယ်ဖွင့်ပြီးဒီမှာမှတ်ရတဲ့ဝင်လို့ရတယ်ဒါပေမဲ့ဝင်ပြီးတော့ပြန်ထွက်လို့မရဘူးဗျာကျွန်တော်အဲ့ဒါကျွန်တော် idea မရှိပါဘူးဆိုတော့လေလောက်ပါပဲပြအောင်ခဏကျွန်တော်ဒီနောက်ပြောကျွန်တော် decoration မစတင်လားဘယ်မစင်လဲကျွန်တော်နေတာပေါ်တဲ့ထားဖို့ပေါ့နော်နေတာပေါ်တဲ့ဒီနောက်မှာထားမယ်ပေါ့နော်နေတာပေါ်တဲ့အကြီးထားမယ်ကျွန်တော်ဒိုင်မွန်ပကက်လို့ပေါ့နော်ကျွန်တော်ကလည်းဒိုင်မွန်ပကက်တွေပါမချာချင်နေဘူးဗျာကျွန်တော်ကကြောက်နေအောင်အဲ့ဒါနဲ့လို့ရှိရင်အဲ့ဒါကျွန်တော်မချလေးရပါဘူးနော်ကျွန်တော်ထင်တာပဲဒါပေမဲ့ဒိုင်မွန်ပကက်ကျွန်တော်လိုရပေါ့နော်အနည်းဆုံးဒိုင်မွန်5ခုလောက်ပဲလို5ခုလောက်ဆိုရပါပြီ yes ကျွန်တော်ရဲ့ iron armor ကိုကျွန်တော်ဟိုနဲ့ထည့်လိုက်မှာနော် enchanting table နဲ့ကြောက်တုံးလိုက်တော့မယ် okay ဒါမှမဟုတ် pick up အရင်ဆုံးလို့ရမှာနော် okay ဆိုတော့ကျွန်တော်အပေးဆက်လာရှိမယ်ပြီးရင်အမှန်မရှိပါဘူးလောက်ပါပဲဆိုတော့ဒီနေ့ video လည်းလောက်ပါပဲနောက် video ကပြန်လို့ကြမယ်နော် bye bye တော့ကျွန်တော်ပြပြအောင်မယ်ကျွန်တော် video subscribe လုပ်မပေးပါနဲ့ okay subscribe အခုပဲလိုက်နော် okay bye bye